ဒါမို့ဝိပဿနာရှုပြီဆိုလို့ရှိရင်တော့ရုပ်စစ်စစ်နဲ့နံတရားတွေကိုသာရှုဖို့လို့ရုပ်စစ်လို့ပြောတာဟာရုပ်အတုကရှိသလားလို့ဆိုတော့ရုပ်28ပါးကိုခွဲလိုက်တဲ့အခါမှာနိဗ္ဗာန်ရုပ်နဲ့အနိဗ္ဗာန်ရုပ်လို့နှစ်မျိုးခွဲထားတယ်နိဗ္ဗာန်ဆိုတာအကြောင်းတရားတွေကထုတ်လုပ်တဲ့ရုပ်ဆိုင်ရာအကြောင်းတရားတွေကထုတ်လုပ်တယ်အကြောင်းတရားတွေကထုတ်တယ်ဆိုတော့ရုပ်ထုတ်လုပ်တဲ့အကြောင်းတရားတွေကဘာလို့ဆိုကံစိတ်ဥတုအာဟာရကံကထုတ်လုပ်တဲ့ရုပ်ရှိတယ်စိတ်ကထုတ်လုပ်တဲ့ရုပ်ရှိတယ်ဥတုအာဟာရတို့ကထုတ်လုပ်တဲ့ရုပ်ရှိတယ်အဲ့ဒီလိုကံစိတ်ဥတုအာဟာရတို့ကထုတ်လုပ်ထားတဲ့ရုပ်မဟုတ်ဘဲနဲ့အဲ့ဒီရုပ်တွေနဲ့ဆက်သွယ်ပြီးတော့ခေါ်ရတဲ့ရုပ်တွေကိုအနိဗ္ဗာန်ရုပ်လို့ခေါ်တယ်အနိဗ္ဗာန်ရုပ်က10ခုနိဗ္ဗာန်ရုပ်က18ခုဝိပဿနာအာယုန်အနေနဲ့ရှုမှတ်တော့မယ်ဆိုလို့ရှိရင်နိဗ္ဗာန်ရုပ်18ခုကိုရှုရတယ်လို့ဒီလိုပြောတာနိဗ္ဗာန်ရုပ်18ခုတည်းကနေရှုရမယ်ရူပပရိက္ခနာမပရိက္ခဆိုတဲ့နေရာမှာလည်းပဲဝိပဿနာအာယုန်ဖြစ်နိုင်တဲ့နံတရားတွေကဘာတွေတော့ဆိုလောကီစိတ်တွေပဲဖြစ်ရလောကီစိတ်စေတသိက်တွေကိုသာရှုမှတ်ရလောကုတ္တရာစိတ်စေတသိက်ကလက်လန်းမမီဘူးဝိပဿနာရှုဖို့မဟုတ်ဘူးဒါကြောင့်မို့အထက်ကရာဆရာကြီးတွေကရှင်းရှင်းလေးပြောတာဝတ္တိအဘိနိဝေသောဝိဝတ္တိနအဘိနိဝေဝတ္တလို့ဆိုတာတန်တရားကိုစင်းနဲ့သက်ဆိုင်တဲ့တဘာဝတရားတွေကိုသာလျှင်ဝိပဿနာအာယုံဖြစ်ရှုမှတ်ရမယ်ဝိဝတ္တလို့ဆိုတဲ့လောကုတ္တရာတို့နိဗ္ဗာန်တို့ကိုရှုမှတ်ရမှာမဟုတ်ဘူးရှုမှတ်လည်းပဲကိုသိတာမှမဟုတ်ပဲအတွေ့အထင်တွေရှုလို့ရတဲ့တရားလည်းမဟုတ်ဘူးပေါ့ဒါကြောင့်မို့နာမပရိက္ခရူပပရိက္ခရုပ်ကိုသိသိတာနဲ့နာမ်ကိုသိသိတာသိသိတယ်ဆိုတာတတိနဲ့ဆွဲမှတ်ပြီးတော့ဉာဏ်နဲ့သိတာပြောတာအဲ့ဒီစကားလုံးပါတတိနဲ့တတိရယူပေးတာကိုဉာဏ်ကဆင်ញင်သုံးသပ်ပြီးတော့ဆုံးဖြတ်တာအဓိကအဖြစ်အနိကပြီးတော့လှုပ်တာတတိနဲ့ဉာဏ်ပဲတတိနဲ့ဉာဏ်လှုပ်ဖို့ရအတွက်တတိကယူပေးတာကိုတမာတိစွမ်းအားထိန်းညှိပေးတယ်ပေါ့ဒီသဘောလေးတွေကိုဆင်ញင်စဉ်းစားလို့ရှိရင်သဘာဝတရားဟာစွမ်းဆောင်မှုတွေမှာအသီးသီးရှိနေတာပါလားလို့ဒီလိုသဘောပေါက်ဖို့ဓမ္မနုပဒနာဆိုတဲ့နေရာမှာမြတ်စွာဘုရားအပိုင်း၅ပိုင်းခွဲပြီးတော့ဟောထားတာရှိတယ်အားလုံးတတိထားမိလိုက်မယ်ဏိဌာန်ပြောတဲ့အနေနဲ့ဘုန်းကြီးတို့ပြောခဲ့တာကာယ ानु ပဒနာကဝိပဿနာရဲ့တရားဓမ္မရဲ့အာယုံကမ္မထာရဲ့အာယုံဖြစ်14မျိုးဝေဒနာ ानु ပဒနာကြတော့တစ်လိုပဲရည်တွက်တယ်သို့သောဝေဒနာ ानु ပဒနာကိုမြတ်စွာဘုရားကဝေဒနာကို9မျိုးခွဲဟောတော့9လို့လည်းယူခြင်းရတယ်ပေါ့အဲ့တော့တစ်လိုပဲယူမယ်ဆိုလို့ရှိရင်တော့ခုနက14ခုနဲ့ဆိုမှ15ခုဖြစ်တယ်စိတ်ကိုလည်းမြတ်စွာဘုရားက16ခုလို့ခွဲခြားပြီးတော့ဟောတယ်သို့တော့အထက်ကရာဆရာကြီးကတစ်လိုပဲရည်တွက်ပြတယ်ဆိုလို့ရှိရင်တော့ခုနက14 15 16ဓမ္မ ानु ပဒနာကြတော့မြတ်စွာဘုရားကအပိုင်းနေခွဲထားတာပါဠိတော်မှာပါတဲ့အပိုင်းက5ပိုင်းရှိတယ်အဲ့ဒီ5ပိုင်းနဲ့တွက်လိုက်လို့ရှိရင်21ဌာနကမ္မထာအာယုံ21မျိုးကိုမဟာတတိပဋ္ဌာနာသုတ်မှာခွဲခြားရှင်းလင်းပြီးတော့ဟောတယ်လို့ဒီလိုဆိုခဲ့တယ်သို့သောဝေဒနာကိုမြတ်စွာဘုရားက9မျိုးခွဲပြီးတော့ဟောတယ်စိတ်ကို16မျိုးခွဲပြီးတော့ဟောတယ်ဆိုတာနဲ့9မျိုး16မျိုးနဲ့တွေ့မယ်ဆိုလို့ရှိရင်တော့တစ်ခုစီယူပြီးတော့ကြည့်လိုက်မယ်ဆိုရင်ကမ္မထာအာယုံပေါင်း44မျိုးဖြစ်နိုင်တယ်ပေါ့ကမ္မထာအာယုံပေါင်း44မျိုးတက္ကရာဆရာကြီးကခွဲထားတာသူက section လေးတွေကိုကြည့်ပြီးတော့ခွဲထားတာ21ဌာနဆိုသို့သောဝေဒနာ ानु ပဒနာကိုရှင်းတဲ့အခါမှာ9မျိုးနဲ့ရှင်းတယ်စိတ်ဓာ ानु ပဒနာကိုရှင်းတဲ့အခါမှာလည်း16မျိုးနဲ့ရှင်းတယ်အဲ့ဒီ916ပါထည့်ပြီးတော့ရေတွက်လိုက်မယ်1နဲ့မတွက်ဘဲနဲ့916နဲ့ရေတွက်မယ်ဆိုရင်44